ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့မှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းများကြားစီလုံးညီညွတ်မှုတိုးမြင့်ရေးအပြန်အလှန်ရင်းနှီးချစ်ကြည်မှုခိုင်မာစေရေးနဲ့အသင်းရဲ့လူငယ်များကိုပုံမထီရောက်စွာအကောင့်ထဲဖော်နိုင်ရေးရည်ရွယ်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းများအသင်းဝင်မှတ်ပုံတင်ကပ်ပြားပေးရခြင်းနဲ့တွဲဆုံမဲ့ခန္ဓာကိုဒီကနေ့နေ့လယ်ပိုင်းက KI မြို့နယ်စုပေါင်းရုံးရှိ KI ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေးခက်မှမှာကျင်းပပါတယ်အခမ်းအနားမှာ KI စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝေတုံကအဖွင့်အမှာစကားပြောကြားပြီးအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌဦးဘိုချိုကအစည်းအဝေးကျင်းပရခြင်းရဲ့ရည်ရွယ်ချက်နဲ့အသင်းရဲ့ဆောင်ရွက်နေတဲ့လုပ်ငန်းများကိုရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်အသင်းအတွင်းရေးမှူးဦးတင်မြင့်ဝင်းကအသင်းရဲ့ဘဏ္ဍာရေးနဲ့ငွေစင်းရှင်းတန်းကိုတင်ပြရှင်းလင်းခဲ့ပြီးတာဝန်ရှိသူများကရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းမှပေးပို့လာတဲ့အသင်းဝင်မှတ်ပုံတင်ကပ်ပြားများကိုအသင်းဝင်အသင်း2ဦးထံပေးအပ်ပါတယ်။ဆက်လက်ပြီး KI စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းများအသင်းရဲ့မိသားစုဝင်ကျောင်းသားကျောင်းသူများပညာသင်ကြားရေးအထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီးပညာရေးငွေပရိသတ်ပင်စိုက်ထူလူရန်ခဲ့တဲ့အလူရှင်ဦးထွန်းနေဦးဟိုတယ်တာချီလိတ်ကိုဂုဏ်ပြုမှတ်တမ်းလွှာပေးရခြင်းများပါတယ်။အဲဒီနောက်တာဝန်ရှိသူများကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းအသင်းဝင်များကိုထောက်ပံ့ဝင်များပေးရကြပြီးအသင်းဥက္ကဋ္ဌဦးဘိုချိုကကျေးဇူးတင်စကားပြန်လည်ပြောကြားကအခမ်းအနားကိုရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါရရှင်။